အားလုံးသောတတိတိချင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါ1000ခုနှစ်မှာတဲ့ထိတ်စီးနှစ်လို့တွေ့တယ်တဲ့ထိတ်စီးနှစ်ရဲ့ပါဝါခွန်တိတ်လို့ရိုက်ပြီးတဲ့နှစ်ပါဝါခွန်တိတ်တဲ့ခွန်ရဲ့လက်ခတ်တုံညာပြိတ်လို့ရိုက်တယ်တဲ့နှစ်ပါဝါခွန်တိတ်အောင်မှာတဲ့ခွန်ရဲ့လက်ခတ်တုံညာပြိတ်တီးတဲ့ခွန်တုံညာ3ပတ်လေကြာတယ်တဲ့သူကြပြီပဲသူ့ရဲ့ဒီလက်ဝဲဆောင်မှာပရိန်9တီးတဲ့နောက်ပေါင်း9လေးထောက်ပြီးပရိန်9တီ1 2 3ပရိန်9မှုပရိန်9လို့ထောက်လိုက်တဲ့အကျင့်ကိုင်းပါပဲခွန်တုံညာ3ပတ်လေကြာတီးခွန်တုံညာ3ပတ်လေကြာပြီးရတယ်အဲ့နှစ်ထဲမှာတဲ့ခွန်တုံညာ3ထွက်တဲ့နှစ်ထဲမှာ3ခါရဲ့နောက်မှာတဲ့3ခါရဲ့နောက်မှာပဋိလေးလို့ရိုက်တယ်တဲ့3ခါရဲ့နောက်မှာပဋိလေးလို့ရိုက်တည်တော့ဒီပဋိလေးတည်တဲ့ပဋိလေးကနေအောက်၄ဘွဲကျော်ဆင်းကြည့်လိုက်ပေါ့ပဋိလေးကနေ1ဘွဲ2ဘွဲ3ဘွဲ4ဘွဲ5ဘွဲမြောက်4ဘွဲကျော်5ဘွဲမြောက်မှာတစ်ခါတဲ့ဒီတစ်ခါလေးရတွေ့3နှစ်ရဲ့သူ့လက်ဝဲတစ်နှစ်3နှစ်မှာခါ3လုံး5လို့ထောင်နေတဲ့ခါ3လုံး5ထောင်တာရဲ့နှစ်နှစ်တစ်ဘက်ကတစ်ထိတ်စီကိုခါ3လုံး5ထောင်ပြရနဲ့တစ်ခါလို့ထူတယ်အဲ့ဒီတစ်ခါရဲ့အကျဉ်းကိုက်အပေါ်မှာ1ဘွဲ2ဘွဲ3ဘွဲ4ဘွဲ5ဘွဲမြောက်3ခါရဲ့နောက်မှာပဲပဋိလေးလို့ပေးပြီးတော့ဒီပဋိလေးရဲ့2နှစ်တဲ့1နှစ်ကျော်ပဋိလေးစောင်း2နှစ်ရဲ့1နှစ်ကျော်မှာပဋိ8လို့ရိုက်ပါတယ်တဲ့ဒါပထမကတ်ပေါ့ဒုတိယကတ်2010မှာနှစ်ထိတ်စီလို့တွေ့ပါတယ်တဲ့နှစ်ထိတ်စီနှစ်ရဲ့ပါဝါပဋိခွန်လို့ရိုက်တယ်တဲ့ပဋိခွန်ရိုက်ပြီးနှစ်ပါဝါခွန်ပဋိလို့ရိုက်ပြီးခွန်ရဲ့နက်ခတ်3ညာပဋိတီးတဲ့3ညာ3ခွန်ပတ်လက်ကဏ္ဍमेंကြပြီးပါတယ်တဲ့ဒီ3ညာ3ခွန်ကဏ္ဍကြပြီးဖို့ရာသူ့ရဲ့ဒီစောင်းပါတဲ့ပဋိ6တီးတဲ့ရှင်းနှလုံးပေါင်းနောက်ပေါင်း9ထောက်ထားတဲ့အချိန်ကိုင်းပါတဲ့ဒီပဋိ6လေးဒီ1 2 3သူအဆောင်3နှစ်မြောက်ကပဋိ6လို့ရိုက်ပြီးတာနဲ့3ညာ3ခွန်လို့ကြာပါတယ်3ညာ3ခွန်ကြာပြီးတဲ့နှစ်ထဲမှာ3ခါရဲ့နောက်3ခါပေါ့3ခါရဲ့နောက်မှာပဋိ4လို့ရိုက်ပါတယ်ဒီပဋိ4ရဲ့အောက်4ဘွဲကျော်5ဘွဲမြောက်မှာတစ်ခါလို့ထိုးထားတယ်တဲ့ဒီတစ်ခါလေးရဲ့လက်ဝဲ3နှစ်အောင်ခါ3လုံးထောင်ခြင်း5လို့ထောင်တယ်တဲ့ခါ3လုံးထောင်ခြင်း5ရဲ့ဒီဘက်လက်ဝဲ2နှစ်တည်းမှာတစ်ထိတ်စီလေးခါ3လုံးထောင်ခြင်း5ရဲ့3နှစ်တစ်ဘက်ကိုတစ်ခါလို့ပေးပါလေတဲ့ဒီတစ်ခါရဲ့ပေါ်1ဘွဲ2ဘွဲ3ဘွဲ4ဘွဲ5ဘွဲမြောက်သူ့ရှင်းနေတဲ့3ခါရဲ့နောက်မှာပဋိ4လို့ရိုက်တည်တော့ပဋိ4အဆောင်2နှစ်ရဲ့1နှစ်ကျော်မှာပဋိ8လို့ရိုက်ပါတယ်ဒါဒုတိယကတ်တတိယကတ်2020မှာတဲ့နှစ်ထိတ်စီတဲ့နှစ်ရပါပါပဋိခွန်လို့ရိုက်တယ်တဲ့ပဋိခွန်ရိုက်ပြီးတော့ခွန်ရဲ့နက်ခတ်တုံညာပဋိတီးတဲ့3တုံညာခွန်ပတ်လဲနဲ့ကစားပါတယ်3တုံညာခွန်ပတ်လဲကစားပြီးသူရဲ့ဆောင်ပါတဲ့ဒီပဋိခွန်လေးနောက်နှလုံးပေါင်း9လို့ထောက်ပြီးဒီပဋိခွန်လေး1 2 3 နှစ်ကပဋိခွန်လို့ရိုက်ပါတယ်ပဋိခွန်ရိုက်ပြီးအဆောင်ပါပဲ3တုံညာခွန်ထည့်ပါတယ်3တုံညာခွန်ရဲ့နှစ်ထဲမှာ3ခါလေးရဲ့နောက်မှာပဋိ4လို့ရိုက်ပါတယ်ပဋိ4အောက်4ဘွဲကျော်5ဘွဲမြောက်1ဘွဲ2ဘွဲ3ဘွဲ4ဘွဲ5ဘွဲမြောက်မှာတစ်ခါလို့ရှိပါတယ်
တစ်ခါရလည်းဝဲတစ်နှစ်နှစ်နှစ်သုံးနှစ်ရဲ့အောက်မှာခါသလုံးထောင်ချင်း9လို့ထောင်ပါတယ်ခါသလုံးထောင်ချင်း9ရဲ့တစ်နှစ်နှစ်နှစ်ရဲ့ထက်မှာတစ်ထိပ်စီဒီတစ်ထိပ်စီလေးရခါသလုံးထောင်ချင်း9လို့ထောင်ပြရတယ်3နှစ်ရဲ့တက်ဖက်ကိုတစ်ခါလို့ထူပါတယ်ဒီထောင်9တွေပြည့်လည်းဝဲအဆောင်နှစ်နှစ်နောက်မှာ9ခါလို့ထူခဲ့တစ်ထိပ်စီလေးခါသလုံးထောင်ချင်း9ရဲ့3နှစ်တက်ဖက်ကိုတစ်ခါလို့ပေးပြရတယ်တစ်ခါနေတစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲ5ပွဲမြောက်မှာ3ခါရဲ့နောက်ပရိလေးရနေဒီပရိလေးအဆောင်နှစ်နှစ်ရဲ့တနေ့ကျော်မှာပရိရှိလို့ရပါမယ်